ဥပဒေတော်အလိုဆန္ဒကိုရှို့ထားပါသဘောတရားဘာပဲလွတ်လို့ကိုလို့ချင်တဲ့အလုပ်ရနောက်ွယ်ကအကြောင်းရင်းရွေးချက်အလိုဆန္ဒကိုမသိအောင်ဖုံးကွယ်ရှို့သိထားပါနားမလည်နိုင်မှုတွေဝခွဲမရမှုတွေနဲ့ဥလေလေဖြစ်နေကြပါစေကိုလုံးနေတာဘာမှမသိသေးပြီးပြိုင်ဘက်ရန်သူမစီလဲပြီးဘာလို့လို့လောက်မှမသိဖြစ်နေကြပါလိမ့်မယ်ရံမရံကမဟုတ်ဒါကလွဲလို့တဲလွန်စားလေးချနာပေးပါတွေ့ဝိုင်းနီးနဲ့လမ်းလွဲရောက်တော့အောင်မတိမတာလုပ်ပါအလိုအတိုင်းဖြစ်ပြီးဆိုမှတိခွင့်ပေးလိုက်ပါဒီခေတ်ကြီးမှာမညစ်ပဲနဲ့တော့ဘယ်သူမှနေလို့မရဘူးဒါပေမဲ့ဆိုညစ်သူအဖြစ်ထင်မြင်ခံရတာမျိုးလုံးဝမဖြစ်စေနဲ့စင်လဲထားတဲ့မြတ်ကိုကောက်ချစ်ထားတဲ့အဖုံးကားပြီးနဲ့လုံးဝဖုံးပိတ်တတ်ပါစေလူအများစုကမိုးပြဲတယ်လို့ပဲပွင့်အားနေတတ်တယ်စိတ်ထဲခံစားရသမျှလွယ်ထုတ်ပြောကြတယ်အတွေ့အကြုံတွေကိုမျက်နှာအမူအရာကိုအမူချင်းကနေတဆင်မြင်လွယ်တယ်လောပုံကံပုံတွေကတလွဲတွေမှုရွေးချယ်စရာနဲကုန်တယ်အလိုဆန္ဒရွေးချက်တွေမြင်သာအောင်လုပ်မိတတ်ကြလို့နောက်ကလူဘဝနဲ့လမ်းပြောက်ကုန်တယ်ရှားနဲ့လက်ကကိုယ်စိတ်အတွင်းဆန္ဒအလိုမပေါ်အောင်ထိန်းတက်ဖို့ဆိုတာကအတော်လေးကျင့်ယူမှပြုပြင်နိုင်တာပါပို့ပို့လေးလေးပြောဆိုဆက်ဆံပြီးပြုမှုနေထိုင်ရင်လူတွေရဲ့ရှစ်ခင်မှုလေးစားမှုအားထားမှုကိုရလိမ့်မယ်လို့ထင်ထားတာကအလွဲကြီးလွဲနေတာပါပဲရိုးသားတယ်ဆိုတာကဓာတုံးကြီးလိုပဲတွေးတော့ထွက်တယ်ဒါပေမဲ့ပြက်အောင်ပြက်ဖို့ကမလွယ်ပါဘူးကိုယ့်ရဲ့ပွင့်လင်းရိုးသားမှုကြောင့်လူတွေရဲ့ရှစ်ခင်လေးစားမှုရဖို့ထက်လူမြင်ကက်ခံရဖို့ရဂိုင်တော့ကပိုပြီးများပါတယ်ရိုးသားသူတွေကိုလူတွေကပုံမုန်းပါတယ်အယုခံပြောစကားတွေကနာချပင်းခတ်တယ်ပွင့်လင်းလုံးရင်လည်းအဖုံးကမရှိလို့ရွှေအိုးလိုနေနိုင်လေထူးခံတော့တံမိုးထားခံမှာမဟုတ်ပါဘူးလူမလေးခွေးမကန်အချင်းဝါရှိလေဩဇာမဲပြန်မပြောနားမထောင်ခံရတဲ့အားကျချာချက်ပဲဖြစ်သွားလိမ့်မယ်ပြောတိုင်းဖြစ်လှုပ်တိုင်းကောင်းရှင်သလားဒါဆိုရင်ပွင့်လင်းစိတ်ရိုးသားစိတ်ကိုပြုပြင်ပါဖြစ်နိုင်ရင်ဘေးသာပို့ထားလိုက်ပါအဲ့ဒီအစားရှိုးစိတ်တိုးစိတ်မွေးတရမယ်အထက်စီးကနေနီးသူ့ထက်တာကြီးတွေကိုတိထတက်ရမယ်သူများရှိတလန်းကိုရှိ10လန်းဖြစ်နေရမယ်အလိုကိုရှို့ထားခြင်းဟာလူအပိတာဆုံးသောအခြေခံစိတ်အမှုအကျင့်ပါပဲလူတွေကအပေါ်ရန်လောက်နဲ့တင်ကျင်တဲ့လွယ်ကြတယ်မြင်မြင်သမျှကြသမျှကိုအမအမှန်ခွဲနေဖို့အတွက်လက်ရှိအခိုက်အတန့်မှာကြုံနေရတဲ့အဖြစ်အပျက်လောက်နဲ့တင်ပြပြရှင်ကြတယ်ဒီလိုစိတ်အမှုချင်းမျိုးလူတိုင်းမှာရှိနေတော့အလိုကိုရှို့တဲ့ရှင်ကတပန်းသာခြင်းပဲကို့အလိုဆန္ဒကိုဘုံဝဲထားပါဆိုတိုင်းကိုကြောင့်ကိုဝတ်နဲ့စိတ်နှလုံးသားဟိုးအနကြီးဖုံးမိထားဖို့ပြောတာကိုမဟုတ်ပါဘူးကိုဖြစ်ရှင်တဲ့ကြီးမှန်းချက်ရည်ရွယ်ချက်အလိုဆန္ဒကိုတခြားအရာတွေနဲ့ဖုံးကားထားဖို့ပြောတာပဲဥပမာကိုဖြစ်ရှင်တဲ့အရာတွေကိုတန်းစီပြီးပြောတာမျိုးပေါ့တကယ်ဖြစ်ရှင်တာတွေကြတော့ကျွန်တော်တို့ကရှမ်းထားပြီးပါဇက်ကဟွာဖြစ်ရှင်လိုက်တရားဖြစ်ရှင်လိုက်နေဆိုရင်ကိုပြိုင်ပဲရံပေါက်တဲ့အနေနဲ့ဘယ်ဟာကိုတကယ်ဖြစ်ရှင်နေမှရှီယာကောက်အကဲခဏတော့မှမဟုတ်ပါဒါဟာခဲတလုံးနဲ့နှစ်3កုံ4កုံတခါတည်းပြစ်နိုင်တာပါပဲကြည့်လိုက်ရင်တော့ခင်မဖို့ကောင်းတယ်လူမျိုးပွင့်လင်းတဲ့ယုံကြည်ခြင်းစရာအသွင်ရှိရဒါပေမဲ့ချစ်စရာကောင်းနေတဲ့အသွင်အောက်မှာဖြစ်ရှင်တာတွေကိုဖုံးကားထားရတယ်ကိုယ်ခန္ဓာချက်ကိုဘယ်တော့မှမပေါ်စေနဲ့အမှုအရာအမှုအချင်းအားလုံးကိုတတိချက်ပြီးနေတတ်ရမယ်အခြေအနေအလိုက်ဟန်ဆောင်နေတာမျိုးမဖြစ်အောင်ဆိုးကျိုးမများတဲ့အပြစ်လေးတွေကိုတဲလွန်စအတူလေးတွေရံမှန်ရံကလုပ်ပေးတတ်ရတယ်လူတွေလိုက်မမီလောက်အောင်ရှိုးစိတ်ထားနေကလူတွေအပေါ်ထမမထားလောက်အောင်လမ်းကျုပ်လုပ်ပြီးတော့ပွင့်လင်းပြတာမျိုးပဲဖြစ်ပါတယ်အဲ့ဒီလမ်းကျုပ်ပွင့်လင်းတာကိုချိုးသားတယ်လို့ထင်အောင်မြင်သွားအောင်ယူဆသွားအောင်ဟန်ဆောင်တတ်ရမယ်သရုပ်ဆောင်ကောင်းနေတော့မလုံလောက်ဘူးပေါ့အပြောကောင်းလေးနဲ့ချုပ်တတ်ရမယ်လူတွေရဲ့အမြင်မှာလူလေးတွေဆိုတာကလူကြားသူကြားထဲမှာလုံခြံဇလန်းတွေကိုထွင်ပြောပြီးတော့ဟန်ဆောင်ကောင်းနေတဲ့သူတွေလို့ထင်နေတတ်တယ်တကယ်တော့လုံးဝမဟုတ်ပါဘူးထင်ရစရာကိုမရှိယုံနေအောင်အတော်လေးတွေးရတဲ့လူမျိုးတွေကကိုတင်ထားတဲ့လူမျိုးမဟုတ်ပဲနဲ့ရှိုးကွက်ဖုံးကွက်တင်နဲ့မွေနေတတ်တဲ့သူတွေဖြစ်နေလိမ့်မယ်ဟန်ဆောင်ကောင်းရင်တကယ်အလားအောင်မေးလာရအောင်အယုံသွင်းနိုင်တယ်အပြောကောင်းရင်ပြောနေမှန်းတော့တည်နေဖို့နော်ခပ်ပါတယ်နောက်ထပ်တည်ထားမယ်လူတွေမျိုးရှိပါသေးတယ်အဲ့ဒီလူတွေကလူထဲကလူတွေဆိုပေမဲ့လူထဲကိုသူတို့မသွားမလာဘူးလူတွေနဲ့ခပ်ဝေးဝေးမှနေတတ်တယ်လူတွေနဲ့အတူဖြစ်နေတတ်တယ်လူကြားထဲမှာသွားပေမဲ့လူကခံရလို့ခွာရှာနေရတဲ့သူတွေဖြစ်တတ်တယ်စကားကြီးပြောစရာမလိုပဲလူချင်းကြီးခင်ရတယ်အလိုကြီးအလိုကောင်းလှုပ်ပြစာမလိုပဲနဲ့လူတွေရဲ့ယုံကြည်မှုရနေတတ်ကြတယ်ခင်မင်းစရာပုံစံမပေါက်ပေမဲ့တစ်ခါတလေဆက်ဆံပူရင်ပဲတသက်လုံးအထင်မလွဲလိုက်အောင်ယုံကြည်စရာလူတွေဖြစ်နေတတ်တယ်လူမသိသူမသိကိုအနာပတ်ဝန်းကျင်ကအပေါင်းအသင်းတွေကိုရှင်းခဲ့ပြီးတော့တွေ့ဝိုက်တဲ့နီးနဲ့ကိုအနာကလာတတ်တယ်ဘယ်တော့မှထားရိုက်မဆက်ဆက်ပေမဲ့သူ့အကြောင်းတွေကိုသိအောင်တစင်သားနဲ့ဂျာအပြောတွေကနေတစင်သိအောင်လုပ်တတ်ကြတယ်မျက်နာအမှုအရာကိုအမှုအချင်းအပြောအဆိုညံ့ညောမှုတွေနဲ့တပြုံကြီးထိတွေ့မိလိုက်တာနဲ့
မယုံကြည်ဘက်မနေနိုင်လောက်အောင်အယုံသွင်းတတ်ကြတယ်လူလိန်လွတ်ဖို့လမ်းညွှန်နေတာမဟုတ်ပါဘူးလူလိန်တို့ရဲ့စိတ်သက်ကိုအရှိခံပြီးတော့အကျိုးအမြတ်ထုတ်ဖော်တတ်ဖို့ဖြစ်ပါတယ်နားလည်ရခက်တဲ့အမှုချက်နဲ့နေတတ်ပါစေအရှိတ်အမှန်မလွယ်လောက်တဲ့အပြုအမူနဲ့နေထိုင်ပါဓာတ်တုံးလို့နေပါဓာတ်ပြားလေးနဲ့မောပါအလေးချင်းကောင်းမှန်သမျှကတစ်ချိန်တစ်ခါလောက်လှုပ်ယုံနေတော့တက်မြောက်နိုင်တာမဟုတ်တဲ့အတွက်အချိန်ယူလေ့ကျင့်ရပါတယ်လူတွေမမှတ်မိနိုင်လောက်အောင်ပြောင်းလဲလိုက်ပါလူတွေထဲကလူလိုနေပြီးတော့လူထက်ကလူလိုတွေးခေါ်ပါဒါဆိုရင်အာနာဩဇာအချိန်အဝါနဲ့နေတတ်ထိုင်တတ်ပါလိမ့်မယ်တိုးတွေကဥရဲယုံတယ်အလွယ်တယ်နားခံတယ်ကြောက်လွယ်တယ်လန့်လွယ်တယ်မြေခွေးအနေနဲ့တိုးရီရှုံပြီးတိုးချတဲ့တိုးနိုင်တာပါဒါကြောင့်တိုးငယ်ကိုဆွဲဖို့တော့မဟုတ်ပါဘူးတိုးကြားတဲ့ကိုဖြတ်ပြီးတော့ကြက်ချန်နဲ့ဝင်ဖို့ဖြစ်ပါတယ်